ကုန်ပြီရှိရတယ်ကုန်ပြီဘာဆိုဘာမှမရှိတော့ငါစိတ်ညစ်တယ် အမေဘာဖြစ်လာလဲပါဇက်ကလေပွားစီနဲ့ ဘာဖြစ်ရမလဲသားရဲ့ဟိုမသားမအုပ်စုလေအမေကိုဖဲလိန်ချလိုက်တာပါသွားတာအကုန်ကုန်ပြီ ဘယ်တော့မှရောနိုင်ငယ်ဘူးလို့လေအမေရဲ့လူကြားကောင်ပြောမနေပါနဲ့ နင်ကတော့လောက်ပြီးနိုင်တဲ့ခါလဲနိုင်ပါတယ်ဟဲ့ကို့မေဆိုပြောမယ်ဆိုတာကြည့်ပဲ မပြောရဲပါဘူးအမေရဲ့လုံနေကြအတိုင်းမျက်ရည်ကန်တော့မထိုးလိုက်ပါနဲ့တားတောင်းမှပါတယ် ငါလေအရင်အချိန်ကလေနှုတ်ပြိုခဲ့တဲ့အချိန်ကိုလေအရန်တန်းတားမိရဲ့အဲ့တော့များဆိုရင်လေနေမင်ဝင်ကောင်းချက်များတနည်းကို4ယောက်5ယောက်အနေလေးပဲတိလားအခုများကြတော့လေလမ်းထိပ်ကပလုံးတယ်ကောက်တဲ့ကလားရတော့လှဲမကြည့်တော့ဘူးငယ်ဘွားကိုတိတ်နှမျောပါပဲနေကဘာကြီးရလဲ တဘောကြလို့ပါဖဲရှုံနိုင်ပြောနေကြစကားဒီစကားအကြောင်းထက်နေပါရဲ့အမေရဲ့ညီမနီနဲ့မနေ့ပြန်ပို့ရှာခဲ့မယ်အမေတို့ကဖဲဆော့ဖို့ အေးလှုပ်ဆမ်းပါရဲ့အမေလေးဒီတစ်ခါနိုင်အောင်စော့မယ်ငါသားမျက်နှာငယ်စီရအောင်တိလား ဟုတ်ပါပြီထမင်းရောစားပြီလားအမေဘဲဥရှန်ထားတယ်သွားစားလိုက်ပါဦး အတော်ပဲအမေလည်းဖဲနိုင်မှမြုံမယ်ပေါ့အခုတော့ရှေ့ကောင်းမြောင်နေပဲနှစ်ပါးသွားလိုက်တော့မယ်သားကြီး အိတ်တဲ့ဟာတွေစောက်ကျွေးယူပြီးပြန်ဆက်ဖို့မေးသွားကြပြီလားစောက်ပဲကြတော့တနေကုန်လှည့်ရနေပြီငါအကျွေးထွက်ပေးကြစေ အမေလုံးဘေးကအကျွေးသမားလေ သားသားနေစမ်းမှာအမေထွက်ရှင်းလိုက်မယ်ခဏဟဲ့သူများအိမ်ရှိမှာကြက်တည်မရှိမင်္ဂလာမရှိနဲ့ကောင်မနင်းဆောက်ကြိုလာပေးမယ်လို့ပြောထားလေဘာဖြစ်နေရလဲကောင်မရဲ့ အဲ့စကားကိုဘယ်တခါပြောမလဲကြာညိုမငါမစောင့်နိုင်တော့ဘူးအခုပေးအခုရမှပြန်မယ်မဟုတ်ရင်ကလော်တော့မှာနော် ဟဲ့ငါနေ့ကိုစကားကုန်ပြောပြီးပြီစောက်ဆန်လက်သေးရှိရနဲ့လာပေးမယ်ပြန်มาတော့ကောင်မရဲ့ မရဘူးငါအခုလိုချင်တယ်အခုပေး အေးအခုလိုချိန်တော့လေရွတ်တွနေဟာတခုတော့ရှိရအတုံးနဲ့ဖြုတ်ပြီးယူသွားဟဲ့ နေရခုနဆိုရှစ်ဆိုငါဘယ်နေရာမှာတော့ရမှာတော့ငါမကြမ်းချင်ဘူးဟာအခုပေးတဲ့ဆန်မှာ ဟာမရှိပါဘူးလို့နေ့ကိုလူလိုပြောနေရလေ အနာသူဂျူဒီရောက်လာပြီး ဟက်ကောင်မငါဝင်မပါလို့ဇောင်းကြွနေရလားနေဆောက်ဆန်ကဘလောက်မို့လို့ငါအမေကိုခွေးစကားပြောနေရတာလေ 2000ဟေး2000ငါစောက်ကျွေးပေးနိုင်မှာငါ့ကိုပြက်ပြောနော်နေတို့တွေ ရော့ကရိုးကပါဇက်ဘေဘီသွားတော့အတန်ထက်ထွက်လာရင်ဟောဒီဖက်နှက်ကိုရှိတုပ်ပြီးနဲ့မျက်နှာကိုရိုက်မှာနော်ကောင်မ အမလေးလဲကြိုလဲကြဖေကျွတ်တောက်ကုန်းမဝဲတထောင်ဖြေနိုင်တဲ့ကောင်ကများလူဘာဝလို့ရုပ်လေးပဲပြပြီးလေးတစ်ခါစီကချူစားနေတာငါမသိဘူးများမှတ်နေလားဟဲ့ အေးငါမှလှုပ်စားလို့ရတဲ့စောက်ခွက်ရှိလို့လှုပ်စားလို့ရတာငါလိုလှုပ်စားရင်တော့မှနင့်မှလှုပ်စားလို့ရတဲ့အခွက်မရှိတာကောင်မရဲ့ညင်ညက်တွေ့မယ် ဂျူဒီအရောက်သို့ဆင်းလာတော့အကျွေးရှင်လှလူပြေးတော့သည် စောက်တက်တီမရှိပဲလာဖြဲနေသေးရဲ့ပြန်ဖြဲပေးလိုက်လို့နှစ်ထင်နားထိတက်ရှိသွားမယ် တားရင်စိတ်ချော့ပါအမေနောက်မချေးတော့ပါဘူး အမေကြောင့်ဖြစ်တာဒီလောက်ငွေရှာပေးနေအောင်အရှင်းကားမလို့ဘူးနောက်တစ်ခါကိုယ့်ကိစ္စကိုရှင်းတော့အမေကျွန်တော်ဝင်ရှင်းရင်တော့ပိုရှုပ်ကုန်လိမ့်မယ် အေးပါအမေနောက်တစ်ခါမရှုပ်စီရပါဘူးကွယ်အထဲပြန်ဝင်တော့ ပြောတာပဲအမေကအမေတို့ကြီးအဲ့ဒါကြောင့်တားနေမှာဖြစ်တာ